စုမျိုးပဲဖြစ်ပါတယ်အခုကျမတို့ဝေးထားတဲ့အင်ဂျီကတော့ဒါတော့လီဆူအင်ဂျီပဲဖြစ်ပါတယ်ဒါတော့ကိုယ်အင်ဂျီပေါ့နော်မိန်းကလေးတွေဝေးလို့ရတယ်ယောက်ျားလေးတွေဝေးလို့ရတယ်တခြားအင်ဂျီဆိုလို့ရှိရင်တစ်ဖက်အမျိုးဝေးလို့ရပါတော့ဒီဖက်တခုမှအတယ်ရှိတယ်ထမမဲရောက်ရှိရဆိုလို့ဝေးလို့ရတယ်ဒီစုစရာရမှာကချီလို့ရတော့ဒီစုစရာရမှာဒီဘုရားတော်ရှိတာဖြစ်တာတိုင်းဖြစ်တယ်သာဘောကြတော့တိုင်းငယ်အိုးဘောoh sabane para le chokki na jiwa satiyane ni jaho jama no thai ne apara lisiya sa thao so ma phit pa ne maro lisu nyo ba ne sa le so lo shin Bonyi chi lo bonyi lo sa ba le apara tomorrow lisu sa te ni ma phit pa le lisu sa be ni sa ma ni ni ma lisu sa be ya ni phit ko la le so lo ne ya shi ta chi ma le ai lo a tomorrow lisu yo de haတော့တော့ဒါနဲ့မှနေပြီးမှအဲ့လိုဈေးတွေရောက်တယ်ပြီးလို့ရှိရင်ဆိုလို့ရှိရင်ယောက်ျားလေးဆိုလို့ယောက်ျားလေးမိန်းကလေးဆိုလို့ဆိုကိုနေစားတယ်ပြီးလို့ရှိရင်လမ်းဘေးမှာချိန်ပုံနဲ့လေလွင့်နေမျိုးနဲ့တရက်မှာအဲ့ဆောက်ပြီးဆိုတဲ့တရားကအဲ့လူမျိုးကအိမ်လေးမျိုးဖြစ်တယ်အဲ့ချိန်မှာသူကလီစီမျိုးတွေ့ပြီးမှသူကရမ်းကိုတနာပြီးမှကျမတို့ကိုလီစီစာပေးပေးတော့ဖြစ်ပါတယ်အဲ့ဒီအဲ့ကျမတို့လီစီစာဖြစ်ပေါ်ဖြစ်ပါတယ်ဒီကွာကျတော့ကျမတို့လီစီစာပေးတော့ဖြစ်ပါတယ်你们对着手皮了挂锁了，要不然你这样嘛的，一输的你这个，你得了一输七的，所以你这样嘛的。ဒါတော့ကျမတို့လီစီစာနဲ့ဖြစ်ပါတယ်ချင်းစော်ရမှာတက်တာနဲ့လုံးမချင်းစော်ရမှာအဲ့ဟာပဲဖြစ်ပါတယ်အခုချိန်မှာကျတော့ဗိုလီဘောတွေမိန်းကလေးယောက်ျားလေးမရွေးဘူးဗိုလီဘောတွေရိုက်သူရဲ့အမေအသားကျတော့ဒီမှာဖြစ်ပါတယ်ဒါကြတော့လီစီရဲ့အမေအသားဖြစ်ပါတယ်ဒီဟာကျတော့ညောင်းတော့နော်ဒီဟာဘယ်ကနေဖြစ်ပေါ်လာလဲဆိုလို့ရှိရင်အရင်တော့ကျမတို့လီစီကစစ်သားရဲ့နေရာမှာလည်းတော်တယ်တဲ့လီဆူမျိုးတွေကဒီလိုဟာရှိရတာနော်ယောက်ျားပြည်ဆိုရင်ဒီလိုဟာရှိတယ်လို့ရှိရင်မိန်းကလေးဆိုလို့ရှိရင်ပလိုက်တော့ရှိရတော့တဲ့ဟာရတော့ယောက်ျားလေးတွေမှာတော့ယူလာလိုက်ရမှာရပဲချီးပို့ကောင်းတယ်ပြီးလို့ရှိရင်တရက်မှာသူများတွေကမျိုးသူများနဲ့စစ်တိုက်မှာအဲ့ဒီသူများတွေကစစ်ရှုံးတယ်ဟောရှုံးတဲ့အချိန်မှာလီဆူမျိုးမချင်တဲ့ဘောကလီဆူမျိုးမချင်တဲ့မှာဘိုးလူတို့နေရောတော့ရောမျိုးကူပေါင်းမှာလီဆူမျိုးမောက်ထုတ်မှာလီဆူမျိုးဟာဘိုးသုံးကြုံကြားချင်မှာတော့နေရဖြစ်ပါတယ်အဲ့ဒီချိန်မှာလီဆူမျိုးဟာမှာတော့သုံးကြုံကြားမှာနေပြီးမှစပါးတွေပြီးလို့ရှိရင်တောင်ပူတွေမျိုးဆိုင်မှာနေထိုင်ရဖြစ်ပါတယ်လုံထားရှိတဲ့အရာတစ်ခုကတော့အသက်ကြီးတဲ့သူအဲ့လိုမျိုးအသက်ကြီးတဲ့သူဆိုလို့ရှိရင်ခြေထောက်ဆိတ်ပေးရပါတယ်ပြီးလို့ရှိရင်ဒီစင်မျိုးရချင်းချင်းတွေ့လို့ရှိရင်အဲ့လိုမျိုးလက်ဆွဲပြီးမှနှုတ်ဆက်ရပါတယ်